နာမည်ကတော့ Christina တင်ဝင်ဖြစ်ပါတယ်နာမည်တွေကတော့အများကြီးပဲပြောရင်တော့ထုံးစံတိုင်းပဲ Ramtam ဆက်ဖြစ်တော့မှာပါကျမအနေရသေးတာလည်းလိုပဲအများများပါတယ်ဒါပေမဲ့လာလေချင်းတဲ့သူတွေရှိရင်တော့အတိအကျဖော်ပြပေးပါမယ်ကျမကComplex ကနေလာတာဖြစ်ပါတယ်ကြပြီလားကျေးဇူးပါခဏလေးပါနော်โอเคဘယ်အကြောင်းအရာလေးလဲဆိုတာကိုပရိသတ်ကြီးကိုပြပေးပါဦးရှင်ပရိသတ်ကြီးတို့ဖတ်ပြပါဦးရှင်ဟုတ်ကဲ့ပါဆိုရင်ဘယ်လိုမျိုးတွေနဲ့တင်ဆက်သွားမလဲဆိုတာကိုရီခုံစိတ်လှုပ်ရှားစွာနဲ့အားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်ရှင်ဆိုတော့ကျမပထမဆုံးပြောချင်တာကျမတို့ Ramtam speech ရဲ့အချိန်က3မိနစ်ပေါ့နော်ကျမဖတ်ဖူးတဲ့စာတစ်ခုမှာစကားတစ်ခုမပြောခင်နဲ့ပညာရှိတဲ့သူက9မိနစ်9ချိန်အချိန်စဉ်းစားတယ်ပေါ့နော်ကျမပညာရှိတဲ့သူဖြစ်ချင်လို့9မိနစ်စဉ်းစားဖို့ဖြစ်ချင်ပေမဲ့ပေါ့နော်အချိန်ရတာ3မိနစ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုပေမဲ့အများကြီးစဉ်းစားခဲ့ပါတယ်အများကြီးကောင်းစဉ်ကိုယ့်အကိုတက်ပြီးစဉ်းစားခဲ့တဲ့အချိန်မှာကျမရဲ့အကျွမ်းကျင်ဆုံးဟင်းချက်ပညာဖြစ်တာလေးနဲ့ပတ်သက်တဲ့စားမပါတော့ဟင်းရရတာဆိုတာဖြစ်ပါတယ်အဆောင်ကတငယ်ချင်းနေဆိုရင်ကျမလည်းရအရန်ကြိုက်ကြပါတယ်သိပါတယ်အဲအကြောင်းတို့ရည်နေပါပြီဆိုတော့စားမပါတော့ဟင်းရအရတာဆိုတော့တေချာပေါက်အဲ့ဒါမပြောခင်လက်မပေါ့နော်တကယ်တော့အဲ့ဒါလည်းကျမရွေးချယ်လိုက်တာမဟုတ်ပါလက်မလက်ဖိုးကလက်တီးဒီလိုမျိုး post ပေးတဲ့အချိန်မှာ Ramtam အနေနဲ့လက်မရသွားတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးကျမတို့မလွယ်ကူတဲ့အကြောင်းကိုပြောပြချင်ပါတယ်ဆိုတော့စားမပါတော့ဟင်းရဲ့အရတာပေါ့နော်အဲ့ဒါပြောမယ်ဆိုရင်ကျမကဘဝရဲ့အတိတ်ပဲနဲ့ကျမကတော့ရှင်ပြချင်ပါတယ်ဘာလို့လဲဆိုတော့ဟင်းချမို့မစားတဲ့သူတွေရှိတယ်ဒါပေမဲ့ဒီမှာတော်တော်များများကကျမကြီးကလွဲရင်စားမပါပဲစားတဲ့သူကရှားမယ်အရင်ရှားမယ်ပေါ့နော်အဲ့လိုပဲကိုယ့်ရဲ့ဘဝမှာစားခဲ့သူတော့ကိုယ့်ရဲ့ဘဝကိုလေးနဲ့စေတဲ့အရာအတိတ်ပဲပြည့်စုံစေတဲ့အရာကဘယ်အရာဖြစ်မလဲဆိုတာကိုစဉ်းစားစီချင်တယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့ဘဝမှာကျမတို့အတွက်ကျမဒီအောင်မြင်ကြော်ကြားမှုကိုလိုလားတဲ့သူဖြစ်ရင်ကျမလိုက်တဲ့လမ်းကြောင်းနဲ့ပတ်သက်တဲ့အရာကိုကျမရဲ့လှုပ်ဆောင်ခြင်းကကျမရဲ့အတိတ်ပဲကျမရဲ့လုပ်ငန်းကျမရဲ့ဂုဏ်ပုတ်ကိုပို့ပြီးတော့မြင့်တင်စေတဲ့အရာဖြစ်ပါလိမ့်မယ်အဲ့လိုပဲကိုယ့်ရဲ့ဘဝမှာကိုရွေးချယ်ထားတဲ့အရာကိုလုပ်နေတဲ့အရာမှာအတိတ်ပဲမရှိတဲ့အရာတွေလုံမိနေပြီလားဆိုတာဟင်းချေရင်နဲ့စဉ်းစားကြည့်ကြပေါ့နော်ကျမပြောချင်တာစားလေးထဲတော့မယ်ဆိုရင်ဟင်းချုံမို့လေးထဲတော့မယ်ဆိုရင်တော့မှကိုဘဝမှာဒီစားအများကြီးထည့်လိုက်လို့ရှိရင်အရန်ငံသွားမှာပဲလို့တွေးမိတယ်လို့မျိုးကျမဘဝမှာအသုံးမကျတဲ့အရာတွေအရန်လုံးမိရင်ကျွန်တော်ဘဝမှာအသုံးမကျတဲ့အရာတွေအများကြီးလုံးမိရင်အချိန်တွေကအလကားကုန်သွားမှာပဲဒီလိုမျိုးပေါ့ဟင်းချိုမစားတဲ့သူဆိုလည်းဟင်းချိုထဲလိုက်ပြီဆိုတော့ငါအတွက်မကောင်းဘူးငါမကြိုက်ဘူးဆိုတယ်လို့မျိုးကိုယ့်ရဲ့ဘဝမှာကိုမကြိုက်တဲ့အရာကလည်းသူတစ်ပါးမကြိုက်တဲ့အရာတွေဖြစ်နေမယ်ဆိုတော့ဟာကိုစဉ်းစားစီချင်တယ်ပေါ့နော်ကျမတို့မြင်နေတွေ့နေရတဲ့အရာတွေကတင်ညာယူတတ်ရင်တင်ခန်းစာယူတတ်ရင်ဒီစားဟာလဲကျမတို့အတွက်တင်ခန်းစာဖြစ်ပါတယ်ဒီဟင်းဟာလဲကျမတို့အတွက်တင်ခန်းစာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမဒီနေ့ကြားတဲ့ဒီကောင်းစဉ်လေးကကျမတို့အားလုံးအတွက်တကယ်ပဲနေ့စဉ်နေ့တိုင်းမြင်နေတွေ့နေရတဲ့အချိန်မှာစားကိုမြင်နဲ့ကျမတို့တတိယပေးကြဖို့ပေါ့နော်ဟင်းကိုမြင်လဲကျမတို့တတိယပေးဖို့စားမပါဘဲနဲ့သမင်းစားရတဲ့ချိန်ဟင်းစားရတဲ့ချိန်မှာလဲခရစ်စတင်းကအဲ့တုန်းကအဲ့လိုပြောလိုက်တာအတုံးမကြတာမျိုးနည်းနည်းလုပ်တော့မယ်နည်းနည်းအတုံးမဝင်တာမျိုးလုပ်တော့မယ်ဆိုရင်ကျမမျက်နှာကြီးကိုမြင်ရအောင်ပြီးတော့ဟင်းခွက်မှာပေါ်လာပြီးတော့ခရစ်စတင်းပေါ်လာပြီးဒါဆိုရင်ငါတခုခုတော့လုံနေပြီပေါ့အဲ့လိုမျိုးကိုယ့်ရဲ့ဘဝမှာတကယ်စားနဲ့အတိတ်ပဲခိုင်းနိုင်ရလောက်တဲ့အထိတကယ်လေးနဲ့တဲ့အရာတွေပေါ့နော်အဲ့ဒါတွေတကယ်လိုအပ်နေပြီလားဆိုတာဟာကိုတေချာပြန်စဉ်းစားဖို့ရန်အတွက်ဒီအချိန်3မိနစ်အတွင်းမှာကျမကခွန်အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်